စွန်တုံရန်ပဲသီးကျော်ကိုစိုင်လုံးနီးအချိုးအစားမေးထားတဲ့သူတွေအတွက်ကျွန်တော်ဒီနေ့စိုင်လုံးတဲ့အချိုးအစားနီးလေးကိုပြပြပေးသွားပါမယ်ခင်ဗျ။ဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်ခင်ဗျာ။အရင်ဆုံးဒေဝရဲတို့စီအနှဲငယ်ထည့်မယ်။စီအနှဲငယ်ထည့်ပြီးအပူပေးပါမယ်ခင်ဗျာ။စီဆူလာပြီဆိုပါကရက်ကာလီဆော့ထမင်းစားစုံ3စုံခန့်လောက်ထည့်ပေးရပါမယ်ပြီးရင်ခဏလောက်မွေပေးပါခင်ဗျထို့နောက်တုံရန်အနှစ်ကိုထမင်းစားစုံတစ်စုံခန့်လောက်ထည့်ပေးပါဦးခင်ဗျာခဏမွေပေးပါစီနီထမင်းစားစုံတစ်စုံခန့်ထပ်ထည့်ပါမယ်ပြီးတာနဲ့ပဇွန်အနှဲငယ်ထည့်မယ်ပဇွန်ကိုခဏပဲမွေပေးရပါမယ်ခင်ဗျအချိုမုတ်လက်ဖက်စားစုံတစ်စုံထည့်မယ်ကြက်သားမုတ်ဇွန်းတစ်ဝက်ထည့်မယ်ပြီးတော့ပဲသီးအနှဲငယ်လောက်ထည့်ပေးလိုက်ပါခင်ဗျာပဲသီးကိုတော့နောက်ဆုံးမှထည့်ပေးရတာเนาะသူကဟင်းချက်ခန့်ဒီလောက်မှပဲသီးထည့်ရတဲ့သဘောမျိုးပါကဲဒါဆိုရင်တော့ပဇွန်တုံရန်ပဲသီးကြော်လေးရပါပြီခင်ဗျပဇွန်တုံရန်ပဲသီးကြော်ကအရင်လွယ်ပါတယ်ဒီလောက်ပဲเนาะဒါဆိုလို့ရှိရင်တော့စိုင်သမားတွေအတွက်အလွယ်တကူပြုလုပ်လို့ရတဲ့ပဇွန်တုံရန်ပဲသီးကြော်ဟင်းလေးကိုရရှိပါပြီခင်ဗျာအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ